Lara attention အထာမထားတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါဗျ Football and Family မှာနေပြန်လဲပြီးတော့ကြိုးဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကမင်းညရှင်ပြကစားခဲ့ကြတဲ့ Tottenham Hotspur နဲ့ Arsenal တို့ပွဲမှာဆိုရင်တော့ Arsenal အသင်းဟာဆိုရင်တော့ 1-4 ဆိုတဲ့ရာနဲ့ပဲပြတ်သားစွာပဲအနိုင်ရရှိခဲ့ဗျဒီနေ့ပွဲမှာဆိုရင်တော့ Arsenal အသင်းနဲ့ထူးရှယ်ခြေစွမ်းပြသွားတဲ့ကစားသမား2ဦးရှိရဲ့ဗျသူတို့ဟာဆိုရင်တော့ Azé နဲ့ Victor Roque ပဲဖြစ်တယ်ဗျအာဆင်နယ်တင်းရဲ့တွင်းကိုတွေကိုဆိုရင်တော့အက်ဆီက30နဲ့မှ2မိနစ်မှာဆိုရင်တော့တကူ60နဲ့မှ3မိနစ်မှာဆိုရင်တော့တကူသွင်းခဲ့ဗျ။တိုတန်ဟော့စပါအတွက်ခြေပါကိုတော့30နဲ့မှ4မိနစ်မှာဆိုရင်တော့ပြန်ပြီးတော့တွင်းခဲ့တယ်။ရော့ကရာဆိုရင်တော့အာဆင်နယ်အတင်းတော့40နဲ့မှ9မိနစ်မှာဆိုရင်တော့တွင်းကိုတကူတွင်းယူပြီးတော့ပွဲပြီးခဲ့နီးမှာဆိုရင်မိနစ်90ကျော်မှာဆိုရင်နောက်ထပ်တကူထပ်တွင်းယူခဲ့ဗျ။ဒီနေ့ပွဲအတွက်အကောင်းဆုံးကစားသမားစုကိုတော့ဗစ်တာရော့ကရာပဲရရှိသွားရဲ့ဗျ။အာဆင်နယ်တို့ကဆိုရင်တော့ဒီနေ့ပွဲမှာဆိုရင်တော့ဘက်လက်ပိုင်းရန်ကိုပဲကောင်းမွန်ခဲ့တာကိုတွေ့ရတယ်ဗျစိတ်ပြည့်စရာတစ်ခုအနေနဲ့အာဆင်နယ်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဆာကာဆိုရင်တော့ဒဏ်ရာရရှိသွားတာပဲဗျအဲ့ဒီကအတွက်ကြောင့်အာဆင်နယ်အတင်းတွေနောက်ပွဲဒီမှာဆိုရင်တော့ထိုးနှက်ချက်ဖြစ်လာမလားဆိုပြီးကျွန်တော်စောင့်ကြည့်ရမယ်ဒီနေ့ပွဲရဲ့နိုင်ပွဲကြောင့်အာဆင်နယ်အားဆိုရင်တော့ဇေယျထိတ်မှာပဲ28ပွဲကစားထားမှာဆိုတော့60တမှတ်ရရှိထားရဗျမန်ချက်စတာစီးရီးယာဆိုရင်တော့29ပွဲကစားထားမှာဆိုရင်တော့90နဲ့မှ6မှတ်ရရှိထားတယ်သူတို့အတင်း2တင်းရဲ့ကွာချက်ဟာဆိုရင်တော့အမှတ်ကွာချက်ဟာဆိုရင်တော့9မှတ်ဒီပဲရှိရဗျအဲ့ဒီအတွက်ကြောင့်မလို့အာဆင်နယ်တင်းဟာဆိုရင်တော့ဒီနှစ်မှာဆိုရင်တော့ပရီးမီးယားလိဂ်စူပလာကိုရရှိသွားမလားတော့ကျွန်တော်တို့စိတ်ဝင်စားတယ်စောင့်ကြည့်လောက်အောင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်